များလုံးမင်္ဂလာပါနော်အခုဒီ success more website အသစ်ပေါ့နော်ပြန်ပြီးတော့ဖွင့်ထားတဲ့ upgrade လုပ်ထားတဲ့အသစ်နော်ဘယ်လိုသုံးရမလဲဆိုတာကျွန်တော်လာပြီးတော့ပြပေးသွားမှာပေါ့နော်တော့ပထမဦးဆုံးကျွန်တော် Google နော် Google Chrome ကနေပြီးတော့ဝင်မယ်ဒီလိုဒီမှာ SCM ပြီးတော့ကျွန်တော်တို့ရိုက်ထည့်ရုံပဲ SCM ရိုက်ထည့်ပြီးပြီဆိုလို့ရှိရင်ဒီမှာ SCM member ဆိုတာဟာနောက်တစ်တိကပေါ်လာမယ်အဲ့တော့နှိပ်လိုက်သလားscmmember.com နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမျက်နှာပေါ်လာမယ်ပေါ်လာပြီဆိုတော့ဒီမှာကျွန်တော်တို့ထိုင်းလို့ပေါ့နော်သူရဲ့ original ကတော့ထိုင်းလို့ပဲပေါ်လာဆိုတော့ကျွန်တော်ဘာသာစကားပြောင်းလို့ရတယ်ဒီနေရာမှာဒီမှာသိလားအဲ့ဒီမှာမြားလေးရှိတယ်ဒီမြောင်းနှိပ်အဲ့မှာမြန်မာဘာသာပြောင်းချင်လားအင်္ဂလိပ်လားထိုင်းလားနော်ကျွန်တော်တို့ကြိုက်တဲ့ဘာသာကိုရွေးလို့ရတယ်နော်ကျွန်တော်ကတော့အင်္ဂလိပ်ပဲရွေးမှာနော်မြန်မာရွေးလို့လည်းရတယ်โอเคမြန်မာဆိုတော့မြန်မာရေးပြီးဆိုလို့ရှိရင်ဒီမှာကိုယ့်ရဲ့ ID နဲ့ password ကိုထည့်နော် ID နဲ့ password ထည့်ပြီးဒီစုပေးထားတဲ့ဒီနံပါတ်ကို9389ပြီးစနစ်တွင်းသို့ဝင်ရောက်ပြီဆိုတာโอเคကဲနော်ကျွန်တော်တို့ဝင်ပြီးပြီဆိုလို့ရှိရင်ဒီမှာနော်ဒါကတော့ထိုင်းလို့ပဲပေါ်တယ်ဆိုတော့ဒီမှာပြန်ပြီးတော့သွားချိန်မယ်နော်ဒီမှာမြားလေးရှိတယ်မြောင်းနှိပ်ပြီးတော့အဲ့မှာအားဒီမှာမြန်မာလို့ပေါ်လာတယ်โอเคနော်ဒီမှာပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီမှာနော်ဒီနေရာမှာဘာသာစကားလာပြောင်းလို့ရတယ်โอเคဆိုတော့ဒီမှာမြန်မာလို့ပေါ်လာပြီဆိုတော့ကျွန်တော်တို့ဒီမှာပတ်စံထည့်တာနော် SCM point ထည့်တာကျတော့ဒီမှာဘန်နေပေါ့နော်ဒီမှာထည့်လို့ရတယ်ဒါတော့ SCM point ပြောင်းတာပေါ့နော်ပဲပြောင်းတာပြီးတော့ပစ္စည်းဝယ်တာကျတော့ဒီနေရာပေါ့နော်ဒီမှာကုန်ပစ္စည်းမှာယူခြင်းဆိုတဲ့ဟာအခုဒီပစ္စည်းဝယ်နည်းကိုကျွန်တော်လိုက်ပြီးတော့ပြပြပေးပါနော်အဲ့တော့ SCM point ထည့်တာကျတော့လွယ်လွယ်လေးပဲသလားဒီမှာ SCM point ကကိုယ့်ရဲ့ဘဏ်အကောင့်ရှိတယ်ဆိုလို့ရှိရင်တော့QR code ပေါ့နော်ဟိုမှာကိုထည့်မဲ့ပစံပမာဏ300ဆိုရင်300 500ဆို500 1000မှာ1000ထည့်တယ်ဆိုတော့1000ဒီမှာဆိုလို့ရှိရင် credit card နဲ့ထည့်မလားဒါမှမဟုတ် QR code ပေါ့နော် QR code ကတော့အလွယ်ဆုံးပဲနော်ဆိုတော့ဒီမှာ QR code နဲ့ရွေးမယ်ဆိုလို့ရှိရင်ဒီ QR code ကိုရွေးပြီးတော့ဒီမှာငွေဖြစ်သွင်းခြင်းဆိုတဲ့ဟာကိုနှိပ်ပြီးတော့ဒီမှာနော်ဘန်ရှိတဲ့တေးရောက်စီကနေပြီးတော့ဒီ QR code စကန်လိုက်ရုံပဲနော်စကန်ပြီးတာလည်းချက်ချင်းဝင်တယ်နော်ပတ်စံကိုယ့်ရဲ့ account ထဲမှာချက်ချင်းဝင်တယ်လွယ်လွယ်လေးပဲသလားနော်ကျွန်တော်ကတော့ထည့်ပြီးဆိုတော့မထည့်တော့ဘူးပေါ့နော်ခေဒါတော့ပတ်စံ SCM point ထည့်နေပေါ့ကိုပစ္စည်းဝယ်နေရတော့နော်ပစ္စည်းဝယ်နေရတော့ဒီမှာနော်ကုန်ပစ္စည်းမှာယူခြင်းဆိုတဲ့ဟာနဲ့ကုန်ပစ္စည်းမှာယူခြင်းဆိုလို့ရှိရင်ဒီမှာပစ္စည်းနာမည်တွေပေါ့နော်ဒီမှာနာမည်ဒါတော့ IP ရဲ့ code number ပေါ့ဒါတော့ဈေးနှုန်းနော်ဒါတော့ BV အမှတ်ဆိုတော့ပစ္စည်းဝယ်နည်းကိုကျွန်တော်လာပြီးတော့ပြပြပေးပါနော်ဆိုတော့ကျွန်တော်ကနေပြီးတော့ SOD ကိုကျွန်တော်ဝယ်မယ်နော် SOD ကိုဒီမှာနော်အထုပ်ဝယ်မယ်နော်အထုပ်ဆိုဝယ်မယ်ဆိုလို့ရှိရင်ဘေထပ်ဖြစ်ဆိုတဲ့နေရာနော်ဒီအပေါင်းလက်နောက်နှိပ်ရမယ်နော်ကျွန်တော်တို့တူဆိုလို့ရှိရင်ဒီမှာဟိုလိုက်နော်တစ်ခုဆိုလို့ရှိရင်တော့ဒီမှာတစ်ခုပေါ့နှစ်ခုဝယ်မယ်ဆိုလို့ရှိရင်ဒီအပေါင်းလက်နောက်နှိပ်လိုက်နော်ဟုတ်လားဒီမှာအဲဆို2 3 4ရမျိုးပေါ့နော်ကျွန်တော်တို့တစ်ခုပဲဝယ်မယ်နော်တစ်ထုပ်ပဲဝယ်မှာပေါ့အဲ့ဒါတစ်ခုဝယ်မယ်ပြီးရင်target factor frame more collagen ပြီးရင်ကျွန်တော်ပါဝယ်မလဲဆိုတော့nutric acid ကျွန်တော် hypronex နော်ဒီမှာကျွန်တော် hypronex နော် hypronex ကိုကျွန်တော်နှစ်ထုပ်ဝယ်မယ်ဆိုတော့အပေါင်းလက္ခဏာပေါ့နော်နေ့hypronex ပြီးဆိုလို့ရှိရင်ကျွန်တော်ပါဝယ်အောင်မလဲဆိုတော့marina တထုပ်ဝယ်ကောင်းပါ marina ပေါ့နော်အဲဒီမှာ marina တဲ့ဟာတခုဆိုတော့စုစုပေါင်း2660နော် PV အမှတ်က480ပေါ့PV ဆိုလို့ရှိရင်ဒီဟာဝယ်ပြီးဆို10ရန်ဆိုတဲ့ဟာကိုနှိပ်တော့10ရန် next ပေါ့နော်အင်္ဂလိပ်လိုဆို next ပြီးပြီဆိုလို့ရှိရင်ဒီမှာနော်
စုစုပေါင်းပမာဏနော်ဒါတော့ပေးမြောက်ကြည့်တာတော့ share ပေါ့နော်ပေးဟို receipt ကိုကွာပြန်ယူခြင်းဆိုလို့ရှိမှယူလို့ရတယ်နော်ကဲဒါပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပစ္စည်းနော်ဒါပစ္စည်းကတော့ဒီမှာပေါ့ဟိုဝယ်ပေးပစ္စည်းပမာဏနော်ပြီးသွားပြီဆိုလို့ရှိရင်ဝယ်ယူပြီးအသေးစိတ်သင်ပါဆိုတဲ့နေရာနော်ဒီနေရာနေဒီနေရာနေနော်ဒီဆိုတော့ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့လိပ်စာတွေဖြစ်ရမှာပေါ့နော်ကိုဝယ်မဲ့ဟာက BMC လား ROC လားဒီမှာကျွန်တော်တို့ BMC နဲ့ဝယ်မယ်ဆို BMC နော် BA နာမည်ဖြစ်မယ်နော်ဒီမှာပစ္စည်းဝယ်သူရဲ့နာမည်ပေါ့ပြီးရင်ဖုန်းနံပါတ်ပေါ့နော်ဒီမှာ email ပဲတော့ပါတယ်ရတယ် email တော့မလို့ဒီမှာဆိုလို့ရှိရင်လားဒီမှာ BMC ဒါတော့ ID မှာနာမည်ဖုန်းနံပါတ်โอเคမှတ်ချက်ရောရေးစီရေးလို့ရတယ်ပြီးတော့ဒီမှာမပို့ဆောင်ပါလို့ရွေးတယ်ဆိုလို့ရှိရင်သူတို့မပို့ပေးဘူးเนาะကိုယ်သူတို့ပို့ပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီပို့ဆောင်ခြင်းဆိုတဲ့နေရာနဲ့ပို့ဆောင်ခြင်းပို့ခိုင်းမှာပေါ့เนาะဒီကုမ္ပဏီကနေပြီးတော့အဲ့ဒီမှာနာမည်เนาะဒီမှာနာမည်ဒီမှာဖုန်းနံပါတ်ကြတော့ကျွန်တော်တို့ပြောင်းလို့ရတယ်เนาะကျွန်တော်ဖုန်းနံပါတ်နှစ်ခုเนาะနှစ်ခုထည့်မယ်ဖုန်းနံပါတ်နှလုံးထည့်မယ်ကျွန်တော်မသေးချတစ်လုံးတော့မသေးချလို့ဒီလိပ်စာเนาะလိပ်စာပြောင်းမယ်လိပ်စာအင်္ဂလိပ်လိုရေးလို့ရတယ်เนาะလိပ်စာဒီမှာဒါတော့စာတိတ်အမှတ်ပေါ့စာတိတ်အမှတ်โอเคပြီးရင်ကိုနေတဲ့ဟိုစားပါနော်မြို့ပေါ့ကျွန်တော်ကချနာဘူရီမှာနေဆိုကချနာဘူရီအင်္ဂလိပ်လိုထည့်လိုက်ရတယ်လားနော်ပြီးရင်ကချနာဘူရီပြီးရင်ဘန်ကောက်ကျွန်တော်နေတဲ့ခါကျတော့ဘန်တိုင်းဘန်ကောက်ကမရှိဘူးလားဒီဘန်ကောက်မရှိဆိုတော့ကျွန်တော်ဒီလိုပဲရေးလိုက်ဘန်ကောက်လက်နဲ့ရေးလို့လည်းရတယ်လားโอเคဒီဆိုလိပ်စာဖုန်းနံပါတ်ဒီနံပါတ်ကျတော့ထည့်စရာမလိုသလားဒီနေရာကထည့်စရာမလိုโอเคဒါတော့ကိုကြစေပေါ့နော်ဒါတော့သူတို့ပုတ်ခပေါ့ဒါနော်69ဘတ်ဟုတ်တယ်စုပေါင်းရတာဒီမှာ2000နဲ့929နော်ပြီးတော့ဆိုလို့ရှိရင်တော့ဒီကောင်2ရောက်ပဲနော်ငွေပေးချေမှုပုံစံနော်ဆိုတော့မှာတူဒီမှာငွေပေးချေတာကြတော့ကျွန်တော်တို့ဘာနဲ့ပေးမလဲဆိုတဲ့ဟာဒီမှာနော်သူပေးထားတဲ့ဟာဒီမှာ QR code စကန်လို့ရတယ်ခုနကကျွန်တော်ပြော SCM point ထမှာမထည့်ချင်ဘူးเนาะဒီမှာတစ်ခါတည်းစကန်လုပ်လဲလုပ်လို့ရတယ်ပြီးတော့ credit card နဲ့ထည့်မလားဒီမှာ SCM point နဲ့ထည့်မလားเนาะ voucher နဲ့ထည့်မလားဆိုတော့ကျွန်တော်ကခုနကကျွန်တော်ရဲ့ SCM point ထမှာပတ်စံထည့်ထားပြီးဆိုတော့ကျွန်တော်ဒီSCM point မှာကျွန်တော် SCM point နဲ့ပဲပြီးမှာလားဆိုတော့ SCM point ကိုကျွန်တော်ရွေးမယ် SCM point ထမှာပတ်စံ3000ရှိတယ်ဆိုတော့ okay ပြီးရင်ငွေပေးချင်မှုဆိုတဲ့နေရာနှိပ်မယ်ဒီ okay အောင်မြင်သည်တဲ့နော်မှာယူချင်းပေးချင်မှုအောင်မြင်သည်တဲ့ဒါတော့လိပ်စာဥစ္စာပေါ့နော်ဒီမှာဟိုပေါင်ချတွေပါကြည့်ချင်တယ်ဆိုကြည့်လို့ရတယ်ပါဒါတော့ရှင်းမြင်လာပြန်သွားတာနော်ငွေလက်ခံနော်ငွေလက်ခံလွှာထုတ်ယူပြီအဲ့ဒါကိုကျွန်တော်နှိပ်ကြည့်မယ်ဒီပေါင်ချပါနော် downloadဒီမှာပေါင်ချထည့်လိုက်ဒါကျွန်တော်မှိုင်ထားတဲ့ပေါင်ချပါနော်โอเคเนาะပစ္စည်းဝယ်တာတော့เนาะတလောက်ပဲเนาะအဆင်ပြေမှတင်တယ်เนาะโอเคပြီးသွားပြီเนาะ